ဒီအကြောင်းအရာကယုံကြည်တဲ့လားမယုံကြည်တဲ့လားဆုံးဖြတ်ရခက်ပါတယ်။ဒါပေမဲ့ဒီဇလန်ကိုကျွန်တော်တို့ channel ကကိုယ်တိုင်တွားရောက်မေးမြန်းထားတာပါ။ရွာနာမည်မပြောပါဘူး။ဘဲတည်ထားရမယ့်အချက်ကမြန်မာနိုင်ငံအနောက်ပိုင်းကရွာလေးတွေရွာဖြစ်ပါတယ်။အဲ့ဒီရွာမှာလင်မယားတွေရှိပါတယ်။နာမည်တော့မဖော်ပြပါဘူး။လင်ကအလုတ်မလုတ်နေတိုင်းအရက်တော့အိမ်မှာထိုင်ပြီးမိန်းမကိုဆဲဆူနေတယ်ပါတယ်။မင်းထွက်သွားအလုတ်လုတ်ဟင်းသီးဟင်းရွာတွားရှာစံတောင်မရှိတော့ဘူး။ဒီလိုစကားတွေကိုနေ့တိုင်းပြောပါတယ်။မိန်းမကမပြန်ပြောနိုင်ပါဘူး။ငိုပြီးထွက်သွားရုံပဲ။နေတိုင်းတောထဲဝင်ဟင်းသီးဟင်းရွာခူးဟိုကောက်အိမ်စားဖို့နည်းနည်းလေးရှာရပါတယ်။လင်ကတော့အရက်တော့အရက်မရှိရင်ဒေါသပိုထွက်အိမ်မှာအမင်းစုညံနေပါတယ်။တနည်းမိန်းမကတောထဲမှာအလွန်အားနည်းနေတဲ့ရွှေရောင်မွေးတကောင်ကိုတွေ့ပါတယ်။မပြေးဘူးမကြိုက်ဘူးတေလူနီးပါဖြစ်နေတယ်လို့ပါပဲ။မိန်းမကမကြောက်ပါဘူးမဖမ်းဘူးမယောင်းဘူးတနာသွားပြီးအဝတ်လေးနဲ့ဖုံးပေးလိုက်ပါတယ်။ငါမင်းကိုလိမ်မှုမခုံဘူးတနာလိုပဲလူပြောခဲ့ပါတယ်။အဲ့ဒီနောက်မိန်းမကမွေကိုအိမ်ခေါ်လာပါတယ်။မင်းမသွားချင်ဘူးငါလုံနိုင်တဲ့လောက်ထင်းပေးမယ်လူပြောပါတယ်။လင်ကတော့မယုံဘူးအရက်တောက်ပြီးအော်ဟစ်နေတော့မှာပဲ။ဒါပေမဲ့မွေကိုအိမ်မှာထားပြီးရိုသေလေးထားပါတယ်။အန်ဩစီယာကအဲ့ဒီနေ့ကစပြီးအိမ်မှာစားစရာမပြတ်တော့ပါဘူး။ဆန်မပြတ်ဟင်းမပြတ်နင်းနေပတ်စံစုနိုင်လာပါတယ်။လင်ကလည်းအရက်ရော့လာပါတယ်။စကားကြမ်းပြီးနဲလာပါတယ်။အခုချိန်မှာသူတို့မိသားစုကတကယ်ကိုနေလို့ရစားလို့ရချမ်းသာနေပြီလို့ရွာလူတွေပြောကြပါတယ်။ဒါပေမဲ့မေးစရာကဒါဟာမွေရဲ့ခံချင်ပါလားမိမရဲ့စေတနာလားဒါမှမဟုတ်တိုက်ဆိုင်မှုတတ်တာလားဒီလိုအကြောင်းအရာမျိုးတကယ်ဖြစ်နိုင်ပါသလားမဖြစ်နိုင်ဘူးလားအကယ်၍တင်ပါအဲ့လီမိမနေရမှာဖြစ်ရင်မွေကိုကူညီမလားဒါမှမဟုတ်ကြောက်ပြီးထွက်ပြေးမလားဒီဇလန်ကိုတင်ယုံလားမယုံလားတင်အမြင်ကို comment မှာရေးခဲ့ပါ။ဘာကြောင့်လဲဆိုတော့ comment တစ်ခုကတခြားသူတစ်ယောက်ရဲ့အမြင်ကိုပြောင်းလဲစေနိုင်လို့ပါ။